မန္တလေးမှာစားနေကြကြာဇံဖတ်ထုတ်ချင်ဆက်တုပ်ကိုတတိယလို့အိမ်မှာလှုပ်စာဖြစ်ပါတယ်ရှင်။ကျက်ရင်မုံသားကြိတ်ထားတာရဲ့အသားရူကိုရေးစိမ်ပြီးတော့ကြိတ်ထားတာရဲ့ပြင်ထားမယ်။ပြီးလို့ရှိရင်တော့ကုဆိုင်ရွက်တွေကိုကျက်ရင်မုံသားကြိတ်ထားတာတွေကိုညှက်ပြီးတော့ထည့်ပေးပါမယ်။ပြီးလို့ရှိရင်တော့ကုဆိုင်ရွက်ရဲ့ကျက်ရင်မုံသားတွေကြိတ်ထားတာရဲ့အသားရူကြိတ်ထားတာတွေရဲ့ကိုအကုန်လုံးပကံတစ်လုံးထဲမှာထည့်မယ်။ကျက်ဥတစ်လုံးဖောက်ထည့်မယ်။စားအချုံမုံထည့်မယ်။ပျော်ငရုတ်ကောင်းအနှဲငယ်ထည့်မယ်။ပြီးရင်တော့အားလုံးကိုနှံ့သွားအောင်တခြားလေးနေထားပေးပါမယ်။ပြီးရင်တော့ဖတ်ထုတ်ရွက်ထဲကိုနေထားတဲ့အစာပလာလေးတွေကိုအနေတော်လောက်ထည့်ပြီးလို့ရှိရင်လိတ်ထားပေးပါမယ်။အချင်းရီအတွက်တမြာသီး3လုံးကိုအရင်ညှစ်ထားမယ်။ပြီးလို့ရှိရင်တော့ငါးငယ်မြာရေးထမင်းစားစွန်းနဲ့2စွန်းထည့်မယ်။ပြီးလို့ရှိရင်တော့ရေကိုထမင်းစားစွန်းနဲ့3စွန်းလောက်ထည့်ပေးပါမယ်။အားလုံးကိုနှံ့အောင်မွေပြီးသွားလို့ရှိရင်ဟင်းချုံမုံအနှဲငယ်လေးထည့်ပေးပါမယ်ရှင်။ငရုတ်သီးစိမ့်နဲ့ကြက်သွန်ဖြူကြိတ်ထားတာလေးတွေကိုထည့်မယ်။ပြီးရင်တော့ပါလီးထားတဲ့ဂျင်းလေးတွေကိုလည်းအချင်းထဲကိုထည့်ပေးလိုက်ပါမယ်။ဖတ်ထုတ်မှာတော့ဒီဂျင်းအချင်းကအဓိကအသက်ဖြစ်လို့မဖြစ်မနေဒီဂျင်းအချင်းကိုထည့်ဖို့လိုပါတယ်ရှင်။ဆန်ကြာဇံတွေကိုမပြုတ်ခင်15မိနစ်လောက်ကြိုပြီးတော့ရေစိမ်ထားပေးပါမယ်။ကြက်သွန်ဖြူစီချက်နဲ့ငရုတ်သီးစီချက်လေးချက်ထားပေးပါမယ်ရှင်။ဖတ်ထုတ်တွေကိုရေနွေးအိုးထဲမှာထည့်ပြီးတော့10မိနစ်လောက်ပြုတ်ပါမယ်။ပြီးရင်တော့ခုနကရေစိမ်ထားတဲ့ဆန်ကြာဇံထည့်မယ်။ပြီးလို့ရှိရင်အိုးမုံညင်းဒါမှမဟုတ်လည်းမုံညင်းစိမ့်ပေါ့နော်အဆင်ပြေတဲ့အရွက်တစ်မျိုးကိုထည့်ပါမယ်။ခဏလောက်ပြုတ်ပြီးသွားလို့ရှိရင်တော့အကုန်လုံးကိုပြန်ဆယ်ပြီးတော့တုပ်ဖို့ပြင်ပါမယ်ရှင်။ကြက်သွန်ဖြူစီချက်ရဲ့စားရည်ဟင်းချုံမုံရယ်ခုနကလှုပ်ထားတဲ့ဂျင်းအချင်းရည်ထည့်ပါမယ်အချင်းကြိုက်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့ထည့်ပြီးလို့ရပါတယ်ပြီးတော့ငရုတ်သီးစီချက်ကိုလည်းကိုအဆက်စားနိုင်တဲ့လောက်ထည့်ပြီးတော့အားလုံးကိုနှံ့သွားအောင်နေပြီးလိုက်ပါမယ်ဖတ်ထုတ်ကြာဆန်ချင်ဆက်သုံးနဲ့တွဲစားဖို့အတွက်ဖတ်ထုတ်ကြော်လေးတွေကိုလည်းကြော်လိုက်ပါတယ်အိမ်မှာလွယ်လွယ်ကူကူနဲ့လှုပ်စားလို့ရပြီးတော့အရန်ကိုအရသာရှိတာမလို့လှုပ်စားကြည့်ကြပါလို့အားလုံးအကြံပေးပါတယ်ရှင်